ဒါဆိုရင်ပေါ့နော်ဒါအာတာပြတဲ့ဒီကျွန်တော်ထုတ်လို့ရေးအဖွဲ့တွေဒီလက်ရှိကာလမှာပေါ့နော်ဒီကြုံနေရတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေအောင်ပေါ့နော်စိန်ခေါ်မှုတွေကဘာတွေရှိမလဲပေါ့အခက်အခဲတွေဘလို့အခက်အခဲတွေကိုရင်ဆိုင်နေရသေးလဲပေါ့နော်စိန်ခေါ်မှုကနေစစဉ်းစားရတာပေါ့စိန်ခေါ်မှုကတော့စပြီးတော့ထုတ်လို့ကြတဲ့အခုထက်ထိစိန်ခေါ်မှုကရှိနေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေအရာဟိုအားလုံးကလူငယ်တွေတော်တော်များများကနီးပညာဆိုတဲ့အခါမှာအဲ့နီးပညာရဲ့နောက်ကိုထုတ်လို့မှုနီးပညာနောက်ကိုကျွန်တော်တို့အစင်တစိုက်လိုက်ရတဲ့အခါကျတော့နီးပညာဆိုတဲ့ဟာကလည်းအစ်တွေသွားတယ်။ဥပမာရိုးအရင်စပြီးတော့ရိုးလက်လုံးမိုလိုတော့လေးကနေစပြီးတော့ကျွန်တော်နောက်ထပ်ဒီတဲ့အဆင့်ပို့ပြီးတော့ကောင်းတဲ့မိုင်းမျိုးဘယ်လိုလုပ်ရင်ကောင်းမလဲဒီထက်ပို့ပြီးတော့အဆင့်မီတဲ့ရန်တွေကိုဘယ်လိုချက်ကြမလဲစားစီဖြင့်ဟိုထောက်လျှောက်တော်လိုင်းအစကလေးကနေအခုတည်းကနီးပညာဘက်ပေါင်းစုံခဲယနီးပညာမှာရောအခုကျွန်တော်ဒရုန်းနီးပညာမှာရောနောက်လက်နက်ကြီးနီးပညာမှာရောနီးပညာအားလုံးကိုကျွန်တော်တို့အခုတည်းကလေ့လာနေရဆဲပဲတချို့အရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစမ်းသက်ရင်းနဲ့လေထိခိုက်ပျက်စီးပေါ့ဗျာကျွန်တော်အသက်တွေပေးရတယ်ကုလက်အင်္ဂါတွေဆွန့်လွှတ်ရတယ်ထုတ်လို့ရဲပေါ့လေအများကြီးပါပဲရှိပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့စိန်ခေါ်မှုတွေစိန်ခေါ်မှုတွေကတော့အဲ့ဒါရှိနေတယ်အခက်ခဲကတော့ဘာရှိလဲဆိုတော့အခက်ခဲကတော့ရှင်းတယ်ကျွန်တော်ထုတ်လို့ရေးကတိုက်ခိုက်ရေးလောက်ဘတ်ဂျက်မရှိကျွန်တော်တို့ကထုတ်လို့ရေးကအတန်ထွက်လို့မရထုတ်လို့ရေးဆိုတာကျွန်တော်တူတိလို့ရတယ်လို့ငါတို့ဘာလို့နေပါလဲလို့သွားလို့မရခြေတယ်လုံးနဲ့လောရတယ်လုံးရတယ်လို့ဖြစ်တဲ့ကြောင့်ကျွန်တော်တို့မှာဘယ်လိုလဲဆိုတော့ဘတ်ဂျက်ကပြည်သူကမသိဒီကောင်တောထဲသာသွားနေတယ်ဒီကောင်ဘာပုံမတင်လဲဘာပုံမှလည်းမတင်ဘူးတောထဲမှာရှောက်ပြီးဟိုသွားတီသွားတယ်ပဲတင်ဒါပဲသိတယ်ဒါပေမဲ့ဒီမှာကိုကတူတိဘာလုပ်နေလဲဆိုတာတော့ကိုပြောရင်ကိုရင်းနှီးတဲ့တငယ်ချင်းတော့ပေးပြီးလို့မရမရတဲ့အခါကျတော့ကျွန်တော်ဘာလုပ်နေပါလဲခင်ဗျာဆိုပြီးကျွန်တော်ပတ်စံတောင်းဟုတ်တယ်အဲ့ခါကျတော့နံပါတ်1ကအကြီးမားဆုံးခက်ခဲရတော့ဘတ်ဂျက်ပေါ့ဗျာပတ်စံပဲပေါ့ပတ်စံပေါ့ပတ်စံလိုရတယ်ပေါ့နော်ပတ်စံနောက်ထပ်အခက်ခဲတွေရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ကျန်တဲ့အခက်ခဲကတော့ပတ်စံရှင်တော်တော်များများဖြည့်ရှင်းလို့ရဥပမာလမ်းမဆက်သွေးအခက်ခဲတွေရှိတယ်ကျွန်တော်ပစ္စည်းတွေတိတ်လို့မရတဲ့အခက်ခဲတွေရှိတယ်နော်အဲ့ဒါလေးပေါ့ဆိုတော့အဓိကအခက်ခဲကတော့ပတ်စံပေါ့ဗျာပတ်စံပဲဒါကတော့ကျွန်တော်တို့လည်းဒါဂျုံတွေ့နေရပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေတော်များများတွေ့ရတယ်ပေါ့နော်ကမ်ပိန်းတွေလုပ်တယ်ဗျာဘတ်ဂျက်တွေစားကြတယ်ပေါ့ရှားတယ်ဆိုတော့တော်တော်များသောအဖြစ်ကတော့တိုက်ခိုက်ရေးချင်းနေမှာပဲဘတ်ဂျက်တွေဒီကမ်ပိန်းတွေလုပ်ကြတာများတယ်ဒီထုတ်လို့ရေးကနေကမ်ပိန်းလုပ်တာဒီတော်တော်စားတယ်စားတယ်ပေါ့ပတ်စံစားတာစားတယ်ဒါပေမဲ့တကယ်လို့လုပ်ခဲ့တဲ့အခါကျလို့ရှင်လေဒီထုတ်လို့ရေးဆိုလို့ရှင်လူတွေသိစိတ်ဝင်စားကြအောင်စိတ်ဝင်စားကြအောင်ဒီပြည်သူတွေရဲ့အမြင်မှာဒီထုတ်လို့ရေးလုပ်နေတယ်ဆိုတာကိုဘယ်လိုခေါ်မလဲတကယ်ရောလုပ်ရလားဆိုတဲ့အတွေးတန်ညာမျိုးတွေလည်းစီကောင်းစီနိုင်နေတယ်ဒါပေမဲ့ဒီဘက်မှာအကိုကြီးတို့လူကျွန်တော်တို့လူထုတ်လို့ရေးလုပ်နေတဲ့ရဲဘော်တွေမှာကြတော့လေအဲ့ဒီအခက်ခဲရရှိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဘာတွေထုတ်နေပါတယ်ဘယ်လိုပုံစံနဲ့ထုတ်နေပါတယ်ကျွန်တော်တို့ဒီဘလောက်တွေအစစ်မြင့်နေပါပြီကျွန်တော်တို့ထုတ်ပြောလိုက်မယ်ဆိုရင်ရန်သူဒီပုံမဲမယ်တီနီယာကိုစမယ်ဘုံကျဲမာတွေကြောက်ပါတယ်ပေါ့နော်ဟောဒါဒီကောင်းတွေကိုကြောက်လို့လားဆိုလဲကြောက်လို့တော့မဟုတ်ဘူးကျွန်တော်တို့ရဲ့လက်နက်ကဆွဲရင်ပါဝါကိုရန်သူမသိသေးသလားအဲ့လိုဆိုတော့ကျွန်တော်မှထုတ်ပြောလို့မရဘူးကျွန်တော်တို့ရဲ့မဟာမိတ်အဖွဲ့တွေကြားမှာလေဒီမင်းတို့ဒီဟာလေးတော့မတင်ပါနဲ့ကွာဒါလေးတော့မလုပ်ပါနဲ့ဆိုတော့ကန့်သက်ချက်ကရှိနေပြန်တော့ကျွန်တော်တို့မှာဒီဟာကိုပြည်သူကိုချပြလို့မရပြည်သူကိုချပြခွင့်မရတဲ့အတွက်ချပြလို့မရတဲ့အတွက်ပြည်သူကလည်းကျွန်တော်တို့ကိုမယုံကြည်မယုံကြည်တဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ခုနကအခက်ခဲတဲ့မှာပေါ့ကျွန်တော်ဘတ်ဂျက်လည်းမရဘတ်ဂျက်ရတာဒီလေမျက်နှာချင်းတိုင်းကျွန်တော်တို့စခန်းကိုရောက်ဘူးတဲ့အလူရှင်လောက်ပဲကျွန်တော်တို့ဒူနာလောက်ပဲကျွန်တော်တို့ထည့်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲဘော်တွေထုတ်လို့လုံနေတဲ့ရဲဘော်တွေမှာအဲ့ဒီခံစားချက်ကတအားရှိတယ်ပုံတော်မှပဲတင်ရောက်မင်းယူနီဖောင်းနဲ့ပုံမတင်နဲ့ကွာရောက်မင်းတနက်ကင်ပြီးပုံမတင်နဲ့ကွာနဲ့ဆိုတော့မင်းဒီစကန်ဝင်းထဲမှာဓာတ်ပုံရိုက်ရင်မင်းဓာတ်ပုံမရိုက်နဲ့ကွာဆိုတော့ကန့်သက်ချက်ကရှိတော့ရဲဘော်တွေမှာလည်းအားငယ်တငယ်ချင်းချင်းတူတော်မှာပဲဗျာကျွန်တော်တို့ဒီမှာဆိုရှိတယ်လေညီကို2ယောက်ရှိတာတယောက်ကတိုက်ခိုက်ရေးအဖွဲ့မှာချင်မုံကြီးသွားတာတယောက်ကကျွန်တော်တို့ထုတ်လို့ရင်းမှာချင်မုံကြီးသွားတဲ့ရဲဘော်ကျတော့သူချင်မုံကြီးသွားတယ်ပေါ့နော်တနက်ကြီးကိုင်ယူနီဖောင်းနဲ့ယူနီဖောင်းနဲ့တနက်ကြီးကိုင်ဓာတ်ပုံရိုက်လိုက်မော့တယ်ပြည်သူတွေကလည်းချက်တယ်ဒီဘက်ကထုတ်လို့ရရဲဘော်ကျဆရာတဲ့သူလဲရဲဘော်ကျွန်တော်လဲရဲဘော်သူကြတော့ဆရာရဲတဲ့မိဘကလည်းချက်တယ်အကုန်လုံးကပြောကျွန်တော်အမေတွေဖေတွေကနင်ကတနက်ကင်ပြီးတော့နင်ကအလကားလေလိုက်နေတာဘာမှလည်းမလုပ်ဘူးလို့ပြောကျွန်တော်စိတ်ညစ်တယ်ဆရာရဲ့ထုတ်လို့ရင်မလုပ်တော့ဘူးလို့ဖတ်သွားကျွန်တော်ဒီမှာဒါဘ
ဘယ်လိုခေါ်မလဲကျွန်တော်ထုတ်လို့ရဲဘော်တွေခံစားနေရတဲ့ခံစားချက်ပေါ့နော်ကျွန်တော်တို့ထုတ်လို့လောက်တဲ့အကြီးပိုင်းနေကိုကြီးတို့ဆိုရင်ပူသိမှာပါဒီရဲဘော်ကိုထိန်းရတဲ့ပြဿနာအကုန်လုံးကကိုကြီးရအကုန်လုံးကချင်းမုံကြီးလှုပ်ချင်တဲ့ရဲဘော်ကြီးနောက်တန်းမှာပြောသူတို့ပြောတာလည်းဟုတ်တယ်ကိုကြီးကြားရကျွန်တော်ကဘာမှမလုပ်ရပဲနဲ့တဲ့ရဲဘော်ကိုတဲ့စက်ကောင်ကြီးကိုတဲ့ကျွန်တော်သွားပြီးတော့မပြည့်ရမသက်ရပဲနဲ့ကျွန်တော်ဒီမှာတဲ့မိုင်းလုံရင်နေတဲ့ထပြီးကွဲသွားတေးဝိုင်းရင်ဘယ်လိုလုပ်မလို့ဒါသူပြောတာလည်းဟုတ်တယ်ကျွန်တော်ထုတ်လို့လုံရင်နဲ့လေထကွဲနေတာလေအများကြီးရောဒီလိုမျိုးဖြစ်နေတာအများကြီးရှိတော့လေသူတို့တွေးတာလည်းမှန်တယ်ကျွန်တော်တို့ဂျန်သူတော်မှမလုံနိုင်မယ်နဲ့ကျွန်တော်တို့တည်တော့မင်းမကဲလို့တည်တာပါကွာဖြစ်လို့တည်တာပါကွာနဲ့တမင်းလို့တည်တာပါကွာဒီကမရှိလို့ဖြစ်တာပါနဲ့ကျွန်တော်တို့ကပြောခဲ့ရနေတယ်ဆရာတဲ့မတည်ရင်တော့နဲ့အစုခဲရနေတယ်တဲ့အဲ့တော့ဆရာရဲ့တဲ့ကျွန်တော်ချင်းမုံကြီးပဲသွားတင်တယ်ဒါကတော့အကုန်လုံးကတော့ဗျာကျွန်တော်တို့ကဒီလိုခေါ်မယ်အကုန်လုံးကတော့ကျွန်တော်တို့ပေါင်းစပ်မှုရှိမှသာအောင်မြင်လိမ့်မယ်ထင်တယ်နော်ကိုကြီးခုနကျွန်တော်ပြောသလိုပေါ့ပြည်သူတွေမသိသေးတာရှိတယ်အခုခုနကျွန်တော်ပြောတဲ့အချက်လက်ဆိုပြည်သူတွေသိမှာမဟုတ်ဘာကြောင့်လဲဆိုတော့လက်ရှိရှေ့တန်းမှာသုံးနေတဲ့ပစ္စည်းတွေမှာကျွန်တော်တို့ထုတ်လို့ရပို့ပေးထားတဲ့ပစ္စည်းတွေ90%လုံးအထက်မှာရှိဥပမာကမ်ပိန်းတစ်ခုလုပ်တယ်သူတို့ထားပါတော့လက်နက်ကြီးဝယ်ဖို့ပေါ့အဲ့လက်နက်ကြီးတစ်လုံးရဲ့တန်ဖိုးနဲ့ကျွန်တော်တို့ဒီကနေထုတ်တဲ့လက်နက်ကြီးတစ်လုံးလက်နက်ကြီး3လုံးရဲ့တန်ဖိုးကညီမျှတယ်ဆိုတော့ဟိုမှာ10လုံးသုံးနိုင်ရင်ကျွန်တော်တို့ကအလုံး30ပြည့်နိုင်လုံး30ပြည့်နိုင်ဆိုတော့အဲ့ဒါတွေပြည်သူမသိဘူးနောက်လက်ရှိရှေ့တန်းမှာလည်းတကယ်ချင်းမွေးရဲဘော်တွေကင်နေတဲ့တနက်တွေနောက်ပြစ်နေတဲ့လက်နက်ကြီးတွေနောက်သုံးနေတဲ့မိုင်းတွေအဲ့ဒါတွေအကုန်လုံးကဘယ်မှမရပါဘူးကျွန်တော်ထုတ်လို့ရပေးတာအဲ့ဒါကိုပြည်သူမသိတာဆိုတော့ကျွန်တော်တို့တခုတော့နည်းနည်းလေးပြည်သူကိုချပြဖို့လို့ဒါမှလည်းသူတို့သိမှာသူတို့ကထင်တာကဒီကြတွေအားလုံးလွယ်လွယ်ဝယ်လို့ရတယ်ဝယ်လို့ရတယ်ဒီပစ္စည်းတွေအကုန်လုံးဝယ်လို့ရတယ်ငါတို့ပတ်စံပေးလိုက်ရင်ရပြီဆိုတော့ချင်းမွေးတက်တွေကိုပတ်စံရောက်ရင်ဒီပစ္စည်းကရပြီဆိုတော့ချင်းမွေးတက်တွေရှိမှရောက်တယ်ဒါပေမဲ့ချင်းမွေးတက်ကသူတို့ကဘယ်ရယူလဲဆိုတော့ဟိုကနေမှာတယ်မှားတဲ့ကကျ10လုံးရကျွန်တော်ဘက်ကနေဒါထုတ်ပေးနိုင်မယ်ဆိုလို့ရှိရင်အလုံး30ရအလုံး30ဆိုတော့ရန်သူကို10လုံးတော့မိုးပြီးပြစ်နိုင်တာနဲ့အလုံး30လောက်မိုးပြီးပြစ်နိုင်တာနဲ့ကချင်းမွေးအင်အားမှာအများကြီးกว่าတယ်ဒါအခုရှေ့တန်းမှာလည်းသိပါတယ်သိကြတဲ့အတွက်ကြောင့်အခုနောက်ပိုင်းကျွန်တော်တို့ထုတ်လို့ရပေါ်မှာတော်တော်လေးကိုသူတို့အားစိုက်လာကြတယ်ထုတ်လို့ရနဲ့ပတ်သက်ပြီးတော့ဆိုရင်အခုနောက်ပိုင်းမှာ research and development ပေါ့သူတည်တနာဘာညာတွေပဲကျွန်တော်အခုလုပ်လာရတယ်အခုနောက်ပိုင်းကအရင်တော့လို့ထုတ်လို့ရဖြစ်ကဆန်လာကွာမိုင်းလို့ရင်ပြီးရောမိုင်းဖြစ်ရင်ပြီးရောဆိုပြီးလှုပ်တဲ့အဆင့်မျိုးမဟုတ်တော့ပါဘူးဟုတ်အခုတည်တည်ဆက်ဆက်ဦးဒါတော်လိုင်းကြာလာတဲ့အခါမှာကျွန်တော်ထုတ်လို့ရဘက်ကလည်းပြန်ပြီးတော့ upgrade တွေလုပ်လာတယ်ပို့ပြီးတော့ qualify ဖြစ်လာတယ်ပေါ့ဆိုတဲ့အခါအဲ့ဒါတွေပြည်သူမသိဘူးအဲ့မှာကျတော့ပို့ပြီးလိုအပ်ချက်တွေကကြီးမားလာတယ်ဆိုတော့ကိုဘုံကနာပြောသူပေါ့ကလေးတွေကလည်းဖြစ်တယ်ဆိုတာအဲ့ဒါပေါ့ကျွန်တော်တို့မှ line မတင်ဝင်မရဘူးဆိုတဲ့အခါကျတော့ထုတ်လို့ရဲပေါ်ကလည်းရှားလာတယ်ဆိုတော့သူတို့ကလည်းပြောရင်ရှေ့တန်းရဲပေါ်မှာကျွန်တော်တို့ဆိုရင်နောက်တန်းမှာနောက်ကျတာရှိတယ်ကိုထုတ်လို့ရဲပေါ်ကနှစ်ချိုးစားနေရတဲ့အချိန်မှာရှေ့တန်းမှာဟိုမှာလူရှမ်းကျူးတဲ့ထမင်းမှုနဲ့ဒီချာကြိတ်ဟုတ်နဲ့မဲလိုက်တယ်ဘာလို့ရှေ့တန်းလိုက်ချင်တာကွာကိုကထုတ်လို့ရဲဆိုတော့နောက်တန်းစခန်းမှာဘာမှမရှိဘူးနှစ်ချိုးစားဘီနာငါးရှာစားဖားရှာစားအချိန်မှာသူတို့ကရှေ့တန်းမှာပြည်သူကလုံးဝသူတို့တေးချာဆိုအော်ငါတို့ဘွားတွေအဲ့လိုထုတ်လို့မဘွားတွေဆိုတော့ရဲဘော်တွေလည်းစိတ်သက်ကြတယ်ဒါကိုဘုံပြောတဲ့အထက်မှာအဲ့ဒါပါထုတ်လို့ရဲဘော်တွေကတော့ထုတ်လို့ရဲဘော်တွေကအော်ငါတို့ရဲဘော်ချင်းတူတူငါတို့လည်းအသက်ပေးရတာပဲကျွန်တော်ထုတ်လို့ရလည်းအသက်ပေးရတယ်ဗျအသက်ပေးရတယ်အများကြီးပဲဗျအသက်တွေရှိတယ်ဟိုကြုံခဲ့တဲ့ဒီဖြတ်တန်းခဲ့တဲ့3နှစ်4နှစ်အတွင်းမှာထုတ်လို့ရနေကြာဆုံးသွားတဲ့ရဲဘော်တွေအများကြီးရှိတယ်အများကြီးပါမတော်တဆမှုတွေနဲ့ကျွန်တော်ဒီမှာတော့မှပဲရဲဘော်2ယောက်ပေါ့2ယောက်ရှိပါရဲ့ဒီထုတ်လို့နဲ့ကြာဆုံးတာပေါ့နော်တယောက်ကတော့ဒီမိုင်းပေါ့စစ်ထွက်မိုင်းအထွက်ကိုရမ်းသိမ့်နေနေပဲမတော်တဆအကြီးတန်းဖြစ်ပြီးထားခွဲနဲ့ဆုံးသွားတယ်ပေါ့တယောက်ကတော့မမရ2023ဒီပေါ့17လပိုင်းပေါ့တလေးလုံးဆက်စင်ရေးမှာပဲပေါ့နော်ဟိုဆိုခမဲတော့ထုတ်လို့တက်ဖွဲ့တွေစီတန်းမှာကျွန်တော်တို့ဒီကနေထုတ်တဲ့ပစ္စည်းတွေပေါ့နော်ထုတ်လို့ပစ္စည်းတွေကိုထုတ်လို့လက်နက်တွေကိုကျွန်တော်တို့ဒီလိုင်းကိုစီတန်းစနစ်နဲ့ပြောင်းရှေ့မှာတက်ဖို့ရင်းနဲ့ပဲဒီချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပြီးကြာဆုံးသွားတဲ့ရဲဘော်တယောက်ပေါ့နော်သူကတော့တိုက်ပွဲထဲမှာကြာဆုံးတာပေါ့တယောက်ကတော့ထုတ်လုပ်နေနေကြာဆုံးတာပေါ့ဒါကျွန်တော်တို့ဒီမှာလည်းဒီလိုမျိုးရှိပါရဲ့အဓိကတော့ကိုရဲအခုကျွန်တော်တို့တကားလေးပြန်ချုပ်ကြတာပေါ့နော်ဒါလေးပြန်ချုပ်ကြတာဆိုတော့ဒီကန်နာဆောင်မှာတော့ဒါ
ကျွန်တော်တို့ထုတ်လို့ရကန်သားတွေလည်းတော်လှန်ရေးမှာတော့အရေးကြီးတဲ့ခန်းကဏ္ဍမှာပါတယ်ပေါ့နော်ပါတာဖြစ်တဲ့အတွက်ဒီအကိုကြီးကြီးကနေပြီးတော့အဲ့လိုမျိုးရေးကြီးတောင်းကြံခဲ့တာလေးများရှိလို့ရှိရင်ဒီပြည်သူဖြစ်ဆွတ်ပြောချင်တာလေးရှင်ဗာလေးများရှိအောင်လဲပြောပြပါအောင်ပါနော် အဓိကဟိုဟာညီကုန်းချုပ်ကကျွန်တော်လည်းညီကုန်းချုပ်ပေါ့အဓိက short to the point ပြည်သူသိသိကျင်တဲ့အရာတစ်ခုရှိတယ်ပေါ့။ဘာလဲဆိုတော့ကျွန်တော်ထုတ်လို့ရအားသာချက်ပေါ့။ထုတ်လို့ရတာမရှိခင်ကျွန်တော်တော်လိုင်းရေးမှာဘလို့မှစနိုင်မှာမဟုတ်။ဘာကြောင့်လဲဆိုတော့တော်လိုင်းရေးကနဦးအစကကျွန်တော်မှဘာလဲနဲ့မှမရှိတာ။ကျွန်တော်ထုတ်လို့ရလုပ်ငန်းတွေကအဲ့တုန်းကဆိုရင်ပူဆိုးတယ်။စကားစားဆိုတော့လေစကားစားဆိုတော့မိုင်းကြောင်မသိသေးတော့ခဏကွဲပြီးတော့အသက်ဆုံးတဲ့လူတွေအများကြီးရှိ။ဆိုတော့အဲ့ဟာကနေစပြီးတော့မှကျွန်တော်တို့ကကိုခုခံကာကွယ်နိုင်လို့သာကျွန်တော်တို့တိုင်းတစ်ဖွဲ့တွေတိစောက်နိုင်တယ်လက်နဲ့ခဲနေတက်ဆင်နိုင်တယ်အများကြီးအဲ့တော့ထုတ်လို့ရကျွန်တော်တို့တော်လိုင်းရဲ့ကနဦးအစမှာကလေးကအရေးကြီးခဲ့အခုထက်ထိလည်းထုတ်လို့ရကအရေးကြီးနေတယ်ပထမပိုင်းကတော့ကျွန်တော်တို့ပစ္စည်းတွေမရှိသေးလို့နိုင်ဟိုဘက်ကအဝင်ထွက်တွေလမ်းကြောင်းတွေမသိတဲ့အခါကျတော့ကျွန်တော်ကကိုပိုင်ပစ္စည်းတွေနဲ့ကာကွယ်ခဲ့ရတာပေါ့နော်အခုဒီဘက်မှာကျတော့ဒီဘက်မှာအားသာချက်ကဘာလဲဆိုတော့ခုနပြောတဲ့ budget ပေါ့ budget မှာသူတို့ဟာကိုတစ်လုံးသုံးမလားကျွန်တော်ထုတ်တာ3လုံးသုံးမလားအဲ့ကမှဟိုကိုယ့်ရဲ့ရန်သူပေါ်မှာလွှမ်းမိုးထားနိုင်တဲ့ရှင်မုံမှုအင်အားပေါ့နော်ဒီဝက်ဘွန်းပါဝါပို့ပြီးတော့တာပေါ့ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီအားသာချက်ကအခုရှင်ထက်ထိလည်းရှိနေပါတယ်ဒါကြောင့်ကျွန်တော်ထုတ်လို့ရအခုတော်လိုင်းမှာတော်လိုင်းပြီးသည့်အထိထုတ်လို့ခန္ဓာလုံးဝအရေးကြီးတဲ့အခန်းကဏ္ဍပါနေပါတယ်လို့ဒါကျွန်တော်ဒီသူအတိပေးကြပါလားအားလုံးပဲစားတဲ့အတိုင်းပေါ့နော်စားနေဆုံးဒီနားထောင်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ထုတ်လို့ရကန်တာဟာဒီတော်လိုင်းရေးမှာတော့ကနဦးအစရရနေလဲအစတီဗီထုတ်လုပ်ခဲ့တယ်ဒီကျွန်တော်တို့ဒီ PDF ပေါ့နော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဒီမှာဒီမောင်းမြိုင်ကြီးတွေလက်နက်ကြီးတွေမဝယ်နိုင်ခင်ပြည်သူကနေပြီးတော့မတက်စင်ပေးနိုင်ခင်အထိမှာကျွန်တော်တို့တွေထုတ်လို့ရေးပေါ့နော်ဟိုတထောင်တို့ဟိုပိုင်တူတူတထောင်တို့တွေဒီကိုလုံးကြီးပေါ့နော်ကိုလုံးကြီးတလုံးတို့တွေဒီလက်လုတ်တွေနဲ့ပဲကျွန်တော်တို့ရန်သူကိုတိုက်ခဲ့ရပါတယ်မီးဒီတူမီးတွေပေါ့နော်ကျွန်တော်တို့တွေဒါဒီထုတ်လုပ်ပြီးတော့တိုက်ခဲ့တာပါအဲ့ရနေအဆရာမရန်သူလက်နက်ကိုလက်နက်ဆိုတဲ့မူနဲ့သူတို့စီကလက်နက်လဲယူတယ်ကျွန်တော်တို့စီကလက်နက်တွေကိုလည်းဝယ်ယူဖြည့်တင်းပြီးတော့ကျွန်တော်တို့ဒီလိုဒေါ်လာရှေ့ဆက်ခဲ့ကြပါတယ်အခုဒီ2025ကိုရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့တွေကညိုသိန်းတွေစကန်သိန်းတိုက်ပွဲတွေကိုကျွန်တော်တို့ဆင်နွှဲနိုင်နေပါပြီညိုသိန်းတိုက်ပွဲစကန်သိန်းတိုက်ပွဲတွေမှာဟိုတော်များသုံးနေတဲ့ဒီ rocket တွေဒီ short dive ဒုံးတွေနောက်တစ်ခါ drone ဘုံးသီးတွေ drone ဘုံးသီးတွေပေါ့နော်ဟောပြောမယ်ဆိုလို့ဆိုရင်ပေါ့နော်လက်လုံဘုံးတွေဒီဟိုပါပေါ့မိုင်းတွေပေါ့နော်မိုင်းတွေရာအစားဒါကျွန်တော်ထုတ်လို့ရသွားတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ဒီမျိုးသိန်းတွေဒီစကန်သိန်းတွေအတွက်ဒီတော်လန်ရေးကန်နာမှာကျွန်တော်တို့ထုတ်လို့ရကန်နာဒီအရေးကြီးတယ်အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါဝင်နေတယ်ဆိုတာကိုဒါပြည်သူတွေသိစိနားလည်ပြီးတော့ကျွန်တော်တို့ထုတ်လို့ရအဖွဲ့များကိုလည်းဒီပေါ့နော်ကြည့်ရှုပြီးတော့ပေါ့နော်ထောက်ဖို့ကူညီနိုင်ပါသေးကြောင်းကျွန်တော်ဒီကနေပြီးတော့ဟိုမေတ္တာရက်ခံရင်းနဲ့ပဲကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကိုစကားဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ like ကျွန်တော်တို့ရဲ့ channel လေးကိုတော့ဟိုဟာ like and share လုပ်ပေးခြင်းဖြင့်ကူညီပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ